တန်လင်းမျိုးနေရဲ့ဆူတောင်းအပြည့်စုံဖျားเจ้าဖြစ်တယ်ဖျားเจ้าကိုသွားမှာဖြစ်ပါတယ်ဒါကတော့အိုးဝေပေါ်မှာပေါ့ကွယ်ဘေးကယုံလေးကိုလည်းကျင်းစိတ်မရှိတဲ့ပုံစံလေးနဲ့အဲ့ဒါလေးကတော့ပြည့်လက်ခတ်ဖျားเจ้าဖြစ်ပါတယ်ရှင်အတူရတော့မိုးကသွားခဲ့တာ14ရက်နေ့ပေါ့နော်14ရက်နေ့ဆိုရင်တော့လူတွေကများမှာမဟုတ်ဘူးဆိုသွားခဲ့လိုက်တယ်လူတွေတကယ်ကိုကြိတ်တိုးပါပဲရှင်စီးနေရောပဲပြည့်လက်ခတ်ဖျားเจ้าကဘာတွေဆူတောင်းကြည့်တာလဲဆိုလို့ရှိရင်စီးပွားရေးနဲ့နိုင်ငံခြားထွက်မဲ့သူတွေဆိုရင်အပြည့်ညံပါတယ်အချီးမြစ်တာကြီးတော့တောင်းတဲ့သူနဲတယ်ပေါ့နော်မပြေဘူးလားဆိုကြည့်ပါတယ်နှေးတာပဲရှိရပြည့်ရပေါ့နော်မိုးတငယ်ချင်းဆိုရင်လောကမထင်ထားတဲ့သူတွေနဲ့အခုချိန်လေးတွဲနေတော့သူတို့ပြလက်ခတ်ပူစာပေါ့ကွယ်ကိုတွေကတော့သိရမလားချီးမြစ်တာကြီးမတောင်းပါဘူးရှင်စီးပွားရေးကိုပဲအဓိကထားပြီးတောင်းခဲ့ပါတယ်ပြလက်ခတ်ဖျားเจ้าကိုရောက်လို့ရှိရင်မစားမဖြစ်စားရတယ်တက်လို့ထမင်းလေးလည်းဝင်စားလို့ရတယ်ကျမကြီးလည်းကောင်းတယ်ဆိုဝင်စားခဲ့ကြပါတယ်အိုက်ကနေပြန်ပြီဆိုလို့ရှိရင်နေကြခင်းနေလည်းဝင်ရိုက်လို့ရပါတယ်ဝင်ကြီးလေးကတော့2000လောက်ပေးရပါတယ်ရှင်ဒီမှာရိုက်ပြီးသွားလို့ရှင်ဒါကတော့နေကြပန်းခိုးခုနေတာလေးကိုတူတော်မောင်ရအောင်ရိုက်ပေးထားတာပေါ့နော်ဗီဒီယိုလေးပါရှိသေးတယ်ရှင်